အားလုံးပဲမင်္ဂလာပါရှင် Academic Teaching ကကြိုဆိုပါရှင် Academic Teaching မှာတင်းဆက်ပြီးပေးတော့မှာတော့ပါသောပညာသားတော်ဝါပညာသားပြီးတော့ဆက်လက်တင်ပြပေးတော့ဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ပါသောရေးပါသောရေးချာပါသောရေးချာဝိသနာလုံးပေါ့ပါအဲ့ဆိုရင်ဒီချေတော့ပါသောရေးပါကြတော့ဒီချေတော့တောက်ပါလားနော်ဒီချေတော့တောက်ပါလားလှပပเนาะအဲ့လိုစကားလုံးနဲ့တော့ပြောတဲ့အခါကျလို့ရှိရင်ကျတော့ပေါ့တုံးနေအဲ့ဒါကိုပတ်တော်ရေးချာပါကျတော့လာပါနေပါထိုင်ပါသွားပါเนาะအဲ့လိုပုံစံပြောတဲ့အခါကျရင်ပတ်တော်ရေးချာပေါ့တုံးနေပတ်တော်ရေးချာဝိသနာပေါ့ပါကျတော့ကျတော့မျက်နှာမှာဆိုလို့ရှိရင် cheek ပါရှိတယ်ဒီလိုတရခါးပါလေးကိုပါမှာလိုက်နေဟုတ်တယ်เนาะအဲ့ဒီပါကိုကျတော့ပတ်တော်ရေးချာဝိသနာပေါ့ပါလို့ပြောတယ်အဲ့ဆိုတော့ပါသုံးပုံသုံးဒီရေပုံစုပ်ပုံစုံဒီလေးသိသွားပြီဆိုလို့ရှိရင်เนาะနောက်ထပ်တစ်ချောင်းဖြစ်တော့ဝါတင်ငန်းစာလေးဆက်သွားရအောင်ပါဝါရေးချာဝါရေးချာဝိသနာလုံးပေါ့ဝါဒါဆိုလို့ရှိရင်เนาะဝါရေးဝါကိုဘယ်နေရာမှာသုံးပြုလဲဆိုတော့ကျွန်တော်ဝါတာเนาะလူခန္ဓာကိုဝါတာပဲဆိုတော့ဝါရေးဝါနဲ့သုံးပြီးတော့ဝါရေးချာဝါကျတော့အဝါရောင်เนาะအဲ့ဆိုတခြားတို့ဒီမှာအယောင်ဝါတစ်ခါလေးပေါက်တက်သွားပြီဝါရေးချာဝါအဝါ yellow color ကိုပြပါလို့ဆိုအဝါလို့ပြောတယ်အဲ့ဒီအဝါကို idea ဝါရေးချာဝါနဲ့ပါဘူးတော့ဝါရေးချာဝိသနာလုံးပေါ့ဝါဆိုလို့ရှိရင်တခြားတို့ကတခုခုအစားအသောက်တွေကိုဝါစားတယ်เนาะအစားအသောက်တွေဝါစားရတယ်အဲ့ဒီဝါစားတာဝါရေးချာဝိသနာလုံးပေါ့ဝါကိုအသုံးပြုနော်ဒါဆိုလို့ရှိရင်တော့ဒီနေ့သင်ခန်းစာလေးကတော့အကျိုးရှိမယ်လို့ညွှန်နေပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်